မင်္ဂလာပါပရိသတ်ကြီးတို့ရေဇလန်းလေးမစခင်မှာထုတ်ဆက်အတိုင်း channel လေးကို subscribe လုပ်ပေးဖို့မမေ့ခဲ့ပါနဲ့ဦးနော်ကဲဒါဆိုရင်ဇလန်းလေးကိုစလိုက်ကြရအောင်ညဟာမောင်မဲတိတ်ဆိတ်လို့နေတယ်မြို့နှင်းတွေနဲ့မိုးဆက်တွေကြားမှာကိုမင်းအကြောတော့ဒါဟာပုံမှန်အိမ်အပြန်လန်းတစ်ခုလိုပဲသူထင်မှတ်ခဲ့တာပေါ့ဒါပေမဲ့ဒီအဝေးပြေးလမ်းမကြီးမှာတော့သူ့အတွက်တခြားအစီအစဉ်တွေရှိနေခဲ့ပါတယ်ရန်ကုန်မြို့သို့10မိုင်သူဒီဇိုင်းဘုတ်ကိုအနှစ်ချိန်ရက်ခဲ့ပြီးပြီလေနိုင်လက်တံတွေကရှေ့ဆက်သွားနေတယ်လို့မျိုးသူကလည်းအရှိကိုပဲဆက်တိုးလို့သွားနေမိတော့ပဲသူမသိလိုက်တာကအချိန်ဆိုတာသူ့အတွက်လောက်အိမ်တစ်ခုဖြစ်သွားခဲ့ပြီဆိုတာပါပဲတွေးရဆုံးနေတဲ့ဆိုင်ပုံနဲ့သိစိတ်လုံးနဲ့တော့အုပ်ကြီးကားကိုရှက်လိုက်ရပြီမဲ့နှလုံးသားကတော့တုံလုံးစွာနဲ့ခုန်နေတော့မယ်အမောင်လူတွေကအရေးတွေကသူ့ကိုဝိုင်းထားကြပြီသူဘာကိုရှာဖွေနေတာလဲဒါမှမဟုတ်ဘာကသူ့ကိုရှာတွေ့သွားတာလဲစာရွက်ဟောင်းလေးတစ်ရွက်အဲ့ဒီပေါ်မှာရေးထားတာကသူ့ရဲ့တည်ဆုံမှုတဲ့ပဲသူ့အရှိကကားကောင်းစားရလဲအခုတော့တန်ချင်းအလဲလေးတက်နေတဲ့တန်ပုံဟောင်းကြီးဖြစ်လို့သွားပြီသူမသိလိုက်တဲ့အချိန်မှာပဲသူဟာအသက်မဲ့သွားခဲ့တာချာခဲ့ပါပြီဝိညာဉ်တစ်ခုအနေနဲ့သူရက်ချီနေမိတယ်အဝေးကလာနေတဲ့ကားမီးရောင်ထဲမှာသူကိုယ်တိုင်ပြန်ပါလာပြန်ပြီတဏှာဆိုတာစုံဝိုင်းတစ်ခုဆိုရင်ကိုမင်းအတွက်တော့ဒီလမ်းမကြီးဟာအဆုံးမရှိတဲ့ငရဲငန်းတစ်ခုပါပဲ